ဟုတ်ကဲ့ဆရာဘယ်လက်ကွက်ကဘလို့ကန်ရတာတော့ဘယ်လက်ကွက်ကဘယ်ကျိုးကိုဖိရတာတော့ဘလို့ကန်ရတာတော့ဘယ်လက်ကွက်ကဘနားလေးမှာတော့အဲ့လိုမေးတဲ့ခက်ကကုံသွားပါပြီအဲ့လိုမေးတဲ့ခက်ကကျွန်တော်တို့အရင်တုန်းကခက်ပါကုံသွားပြီအခုမိတ်ဆွေတို့လက်ထဲမှာဖုန်းတစ်လုံးရှိုံနဲ့ဘယ်လက်ကွက်တွေဘလို့ကန်ရတယ်ဆိုတာရှာလို့ရနိုင်ပါပြီဘယ်တူရမဆိုပေါ့နော်ကျွန်တော်တို့ဂီတာလား KB လားတခြားဟာတွေပေါ့နော်ကျွန်တော်တို့ဂီတာသင်တန်းဆိုတော့ဂီတာလက်ကွက်ဘလို့ရှာလဲဆိုတာကျွန်တော်မိတ်ဆွေတို့ကိုညှဝေပေးမယ်အဲကြတော့အရင်ဆုံးကိုယ့်ရဲ့ဖုန်းထဲမှာGoogle Chrome နေရာကိုသွားရမယ်နော်အခုကျွန်တော်လိုက်ကြည့်လိုက်အောင် Google Chrome နေရာကိုသွားမယ်ဟောဒါလေးနော်ဒီ Google Chrome ဆိုတဲ့ဟာလေးကိုတစ်ချက်ထောက်မယ်အကြရင်ဒီလိုလေးပေါ်လာလိမ့်မယ်နော်အဲ့ဒါဆိုဒီမှာ search or type URL ဆိုတဲ့နေရာမှာကျွန်တော်တို့ဘာသိချင်တာတော့ဥပမာပေါ့နော်ဟိုဟာကျွန်တော် C minor 7လက်ကွက်ကိုကျွန်တော် chord လို့ခေါ်တယ်နော် CHORD chord အဲ့အောင်မှာကိုကယူရမှာဘာလို့ guitar လား piano လားအဲ့ဒီမှာဆို guitar C minor 7အဲ့လိုပေါ်လာမယ်အဲ့ဒါပို့ပြီးတော့ TE ရောက်သိချင်တယ်ဆိုကျွန်တော် image ဆိုတော့နှိပ်လိုက်ရှိတယ်အဲ့မဲ့ image ရှိတယ် video ရှိတယ်เนาะ video လည်းရတယ်ဒါပေမဲ့အဲ့မဲ့ကျွန်တော်ဂျားက image ကိုရွေးလိုက်ပါအဲ့ဒါဆိုဒီမဲ့ C minor 7ဟောဒီမဲ့ကျွန်တော်တွေ့အများကြီးလက်ကွက်တွေအများကြီးကျွန်တော်တွေ့လို့ရပြီတွေ့သွားပြီเนาะ okay အဲ့ဒါဆိုနောက်ဘာရှာချင်တာတော့ကျွန်တော်တို့ဥပမာ B7 B အကြီး7အကြီးနဲ့ရင်တော့ပို့ပြီးတော့ကျွန်တော်ခေါ်တာပေါ့နော် B dominant 7 or B7 ကော့ guitar ချက်ထောက်လိုက်ဒီမှာကျွန်တော်ရွေးစရာပါတော့ရှိတယ် image ရှိတယ်အဲ့ image အများကြီးပေါ်လာတယ် B7 နောက်တစ်ခုဘာသိချင်သေးလို့ကျွန်တော်တို့diminish ပေါ့နော်ကိုကစလုံးပေါင်းလေးတွေတော့ကျွန်တော် spelling လေးတွေသိရမယ်ပေါ့နော် diminish လို့လည်းကျွန်တော်တို့ရှာလို့ရတယ်ဒီ diminish chord guitar ဒီ diminish chord 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 guitar ဒါဆိုရင်ဒီမဲ့အများကြီးပေါ်လာပြီဟုတ်ပြီနော်အမေကြိုက်တဲ့ကော့ရှာပါသူရှာပေးပါလိမ့်မယ်ကျွန်တော်တချို့ရော AI နဲ့ရှာတော့ AI တော့ကျွန်တော်မသုံးဘူးဒီကျွန်တော်ကတော့ဒီကနေမိတ်ဆွေတို့ရှာလို့ကျွန်တော် recommend ပေးချင်ပါတယ်ဘာသိချင်သေးတော့ augmented ဥပမာ A augmented က AUG chord 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 guitar ရတယ်ဒီနဲ့ပေါ်လာပြီအဲ့ဒါကျွန်တော်တို့ augmented chord မိုက်တယ်နော်လက်ကွက်တရားအဲ့လိုမျိုးကျွန်တော်တို့ရှားတာပါနော်ကိုကတခြားတူရိယာတွေရှာခြင်းရင်လေရတူရိယာတွေနာမည်ဥပမာ piano လားဥပမာ B7 ပေါ့နော် chord piano special လိုက်ပေါ့နော်အဲ့ဆိုထွက်လာတယ်เนาะအဲ့လိုကျွန်တော်က guitar ဆို guitar ပဲရှာပြပါမယ်အဲ့ကြတော့ဒီ Google Chrome ရှိတယ်ဆိုရင်ဒီထဲကနေသွားပြီးတော့မိတ်ဆွေတို့သိကျင်တဲ့ code တွေကိုရှာလို့ရပါတယ်ဟုတ်ပြီเนาะဆရာကျွန်တော်ဘာလက်ကွက်လေးအဲ့ဒီပါတော့ကျွန်တော်ကိုဆရာဘာလက်ကွက်လေးပြပါဦးဘယ်လက်ကွက်လေးကဘယ်လိုကန်ရတာလဲဆိုတာကကျွန်တော်တို့ကြွညာရုံနာလေးဆိုတော့ကျွန်တော်တို့ bucket မှာကျင်းခဲ့ပါပြီเนาะGoogle Chrome ကနေသွားပြီးတော့ Google မှာရိုက်ရှာပါအမေ all ရဲ့ image ရရှိရဲ့အဲ့တော့ image ကိုသွားပါเนาะ image ကိုသွားပြီးတော့ကိုသိချင်တဲ့ code ဒီပဲရှာလို့ရပါတယ်ပို့ပြီးတော့လွယ်တာပေါ့เนาะဒါလည်းမသိသေးတဲ့သူတွေအတွက်ပါသိပြီးသားသူတွေကတော့သိပြီးသားသူတွေသိပြီးသားဆရာတွေကတော့ကြော်သွားပေးကြပါတယောက်စီတိုင်းအစီအမရပါစေကောင်းမွန်လှပသေးတဲ့တန်စင်လေးများကိုတီးခတ်နိုင်ကြပါစေ